laptop မှာ battery percent ကိုဘယ်လိုစစ်လို့ရလဲ battery ကျန်းမာရေးဘယ်လိုစစ်လို့ရလဲဆိုတော့ပြပေးမယ်ဆိုတော့ laptop တွေအကုန်လုံးကိုစစ်လို့ရနေလားမနော်ဆိုတော့အဲ့တော့အရင်ဦးဆုံးက RAM box လေးခေါ်လိုက်အဲ့ဒီ RAM box ထဲမှာ CMD လို့ရိုက်ထည့်လိုက် command box ကိုခေါ်တာပေါ့နော်ဆိုတော့ပြီးတော့လို့ရှိရင်အဲ့ဒီမှာရိုက်ကမှာက power CFG space နော်ပြီးတော့ရင် select battery report လို့ရိုက်ပြရအောင်နော် battery report လို့ရိုက်ထည့်လိုက်ပါပြီးတော့လို့ရှိရင်ဒီမှာသူဒီ file မှာဒီလမ်းကြောင်းမှာသူ save လုပ်ပေးလိုက်ပြီလို့ပြောရပါတော့ဆိုတော့အဲ့လမ်းကြောင်းအတိုင်းသွားပြီးတော့ကြည့်လိုက်လို့ရတယ်ကြွေးဝမ်ဖြစ်လို့ရှိရင်လည်းဒီနေရာလေးကိုပဲ copy ကူးလိုက်ရတယ်နော်ဒီနေရာလေးကိုပဲကွက်ပြီးတော့ copy ကူးလိုက်ရတယ်ပြီးွားရင်နောက်ထပ် run box ခေါ်ပြီးအဲ့ထဲမှာပဲကူးထည့်လိုက်ပြီးတန်းခေါ်လို့ရတယ်နော် okay ဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာတော့ဘယ်လိုကြည့်ရလဲဆိုတော့ design capacity ဆိုတာကဒါကစက်ရုံကထုတ်ပေးလိုက်တယ်သူ့ရဲ့ battery ampere အဲ့တော့ဟိုမှာဒီမှာ full charge capacity ဆိုတာကဒါကလက်ရှိကျန်နေသေးတဲ့ battery hair ပေါ့နော်ဒါ battery hair ဒီလောက်ကျန်သေးတယ်ဒါ cycle ကောက်ကတော့မရှိသေးဘူးဆိုတော့ဒါ battery hair ကိုစစ်တဲ့နီးလန်းလေးပါဆိုတော့အားလုံးကျေးဇူးတင်ပါတယ်